ဒီနေ့တော့မိုးရွာရနဲ့တိုးတဲ့ကူငူရှာထွက်ခဲ့ပါတယ်ဗျ ရှုပ်ခမတို့ခဏရတော့အောင်လားဟမ်ငါတည်းကောင်းလားဟုတ်ပါဘူးဒီခဏနေရှိသေးလားလက်ခွီး မိုးတွေကလည်းတအားရွာလမ်းတွေကလည်းတအားချော်တော့သွားရတော့ခက်ခဲသွားရပါတယ်ဗျအခုသွားတဲ့နေရာကတော့ရှုခင်းရတော့အရန်လာပါတယ်ဗျဒီခွာပန်းတီတီလေးတွေလည်းကျွန်တော်ခုခဲ့ပါတယ်ဗျအိမ်ရောင်းမှတေချာပြုစုပေးပါမယ်ဗျခုချိန်တောထဲမှာကျွန်တော်တို့စင်စားပြီးခေါ်ဒီစီဖြူတီးတွေအများကြီးပြီးနေပါပြီဗျတောထဲမှာပေါက်နေတဲ့ပန်းလေးတွေလာလို့ကျွန်တော်နှုတ်ပြီးတော့အိမ်မှာပြန်ဆိုင်ပါမယ်ဗျမူကတော့ထုံးစံတိုင်းကျွန်တော်နှုတ်နေကြထင်းရှုမှုပါမယ်တပတ်ဖွားမှုပါမယ်နမ်းမှုပါပါမယ်ဗျဒီအသီးကိုတော့ကျွန်တော်တို့ရှိမှဆင်နမောင်းသီးလို့ခေါ်ပါတယ်ဗျဒါကတော့ကြက်ဥမှုပါဗျဒီမူကတော့ကျွန်တော်တို့ရှိမှတော့မစားကြဘူးဗျ။ဒါတော့မူနီပါဗျ။အရန်လာပါတယ်ဗျဒီမူလေးကမူလေးနှုတ်ပြီးပြီဆိုတော့ကျွန်တော်အိမ်ပြန်มาပါဗျ။အိမ်ပြန်ရင်ကျွန်တော်ချက်စားတာလေးကိုလည်းဆက်ကြည့်ပေးပါအောင်ဗျ။ကောင်းရာဆန်နီကိုကျွန်တော်ထင်းမီနဲ့ချက်ပါမယ်ဗျ။အင်းရှူးမှုနှိုးမှုစိမ့်စားမှုလို့လည်းခေါ်ပါတယ်ဗျ။ရေစေးတန့်စင်ထားပါမယ်ဗျ။ကောင်းရဆန်နီသမီးရီတောက်ရှင်လို့ကျွန်တော်ရီနဲ့ချက်ပါတယ်ဗျ။ပြီးရင်ကျွန်တော်မူနဲ့ထည့်ချက်ဖို့အတွက်ဖယုံညောက်ခုပါမယ်ဗျရှမ်းပြောင်းလေးကြီးကြံနေပြီလို့နည်းနည်းခုပြီးတော့တုပ်သားပါမယ်ဗျဒီတောင်ရဆန်ဒီထမင်းကြီးကတအားကြီးကောင်းပါတယ်ဗျတော့လိုက်ရင်သူကချူချူဆင်ဆင်လေးနဲ့အရန်ကောင်းပါတယ်ဗျကျွန်တော်ကတော့ထညက်လုံးနဲ့တွဲပြီးတော့တောက်ပါတယ်ဗျမူနဲ့ထက်ချက်ဖို့အတွက်ကျွန်တော်တို့ဖယုံညောက်ကိုပြင်ထားပါမယ်ဗျမူနဲ့ထက်ချက်ဖို့အတွက်ကြက်တူဖြူကြက်တူနီမြို့ပြီးဆိုင်ကိုထောင်းပြီးတော့စီတောက်ချက်ပါမယ်ဗျကျက်တုံဖြူကျက်တုံနီမျိုးဒီထောင်းနာကိုစီတတ်မယ်စနစ်အနှဲငယ်ထဲမယ်ပြီးရင်ကျွန်တော်တို့တင်ထားတဲ့မူကိုထည့်ပြီးတော့ခဏအုပ်ထားပါမယ်ဗျမူဒီအနှဲငယ်နူးလာရင်ကျွန်တော်တို့ဖယုံညောက်ကိုထည့်မယ်စားအချုံမို့အနှဲငယ်ထည့်ပြီးတော့အုပ်ထားပါမယ်ဗျမူဟင်းရရင်တော့ကျွန်တော်မိဖို့ကချလိုက်ပြီးတော့ပဲပုတ်ဖုတ်ပါမယ်ဗျဒီအသီးကတော့ကျွန်တော်တို့ရှိမှလဲလူသီးလို့ခေါ်ပါတယ်ဗျဒီပုံစံကငရုတ်ကောင်းစီနဲ့တူပါတယ်ဗျမွေးမွေးဆက်ဆက်လေးပါဗျပဲပုံနဲ့ထောင်းစားရင်အရန်လိုက်ဖက်ပါတယ်ဗျမွေးလဲမွေးဆက်လဲစားနေလို့ကျွန်တော်ငရုတ်သီးတွေတခြားကြက်သွန်ဖြူကြက်သွန်တွေမထည့်တော့ပါဘူးဗျဒီတိုင်းထောင်းစားပါတယ်ဗျမူဟင်းကိုပြန်နှွေးလိုက်ပြီးတော့ကျွန်တော်ခုလိုက်ပါတယ်ဗျအရန်စားကောင်းတဲ့မူဟင်းတစ်ခွက်ရပါပြီဗျအားလုံးပဲစားကြပါဦးနော်ဒါကတော့ကျွန်တော်ပူးစားဝင်တောင်းနေတာပါဗျခင်းမစားခင်အနေငယ်တောက်ပြီးပါတယ်ဗျကျွန်တော် TikTok YouTube Facebook သုံးခုလုံးမှာတည်နေပြီမလို့ကျွန်တော်ကိုအားပေးကြပါအောင်ဗျကျွန်တော်လင်လေးတွေခြာထားပေးပါမယ်ဗျကျွန်တော်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်ပါဦးမယ်ကျေးဇူးတင်ပါတယ်